အားလုံးပဲမင်္ဂလာပါခင်ဗျကိုဇော် Entertainment Channel ကနေပြန်လည်ကြိုဆိုပါရစေကိုစိတ်နှပါကြမ်းမှချမ်းသာကြပါစေဒီတစ်ခါ editing tutorial ကိုခုံပြန်ကြော်လာဗီဒီယိုလေးကျွန်တော်တစ်ခုလုပ်ပေးပါမယ်ကျွန်တော်က video editing ကို CapCut နဲ့လုပ်တဲ့အတွက်ကြောင့်မို့ပထမဦးဆုံး CapCut ထဲကိုဝင်လိုက်ပါ CapCut ထဲဝင်ပြီးနောက်တစ်ဆင့်အနေနဲ့ new project ထဲကိုထပ်ဝင်ပါnew project ထဲဝင်လိုက်ရင်ကျွန်တော်တို့ရဲ့ photo gallery ထဲကိုရောက်သွားပြီ photo gallery ထဲမှာကို edit လုပ်ချင်တဲ့ video ရှာပါကျွန်တော်ကဒီနေ့ဒီ video လေးနဲ့လုပ်ပြမှာဆိုတဲ့ကြောင့်မို့အဲ့ဒီ video လေးကို select လုပ်ပြီးရမယ်ဒီညာဘက်ထောင်ဆုံးက add ပြီးလိုက်ဆိုရင် video ကကျွန်တော်တို့ရဲ့ cap edit လုပ်မဲ့ CapCut ထဲကိုရောက်သွားပြီပုံမှန်တိုင်းပဲ video ရ share တဲ့ကြောင့်မို့ကိုမလိုချင်တဲ့ပိုင်းတွေဖြစ်နေကြလို့ရအောင်ဆိုတော့ video ကို select လုပ်ကျွန်တော်က okay ဒီနေရာ sorry ဒီနေရာလေးကနေစပြီးလုပ်ချင်တယ်เนาะဆိုတော့ video select လုပ်ထားပြီးပါပြီ split လုပ်လိုက်ရှေ့ပိုင်းကြီး select လုပ်မလို့ delete လုပ် okay ပြီးတာနဲ့ video select လုပ်လိုက်လုပ်ပြီးပါရင်ကိုလိုချင်တဲ့နေရာကိုသွား okay เนาะဒီနေရာထိဒီနေရာရောက်ပြီဆိုတော့ဒီမှာ select လုပ်ပြီးသား select လုပ်ပြီးတော့ကျွန်တော်တို့ဒီ menu bar ထဲမှာနောက်တစ်ခုပြကျွန်တော် aspect ratio လေးမြင်နေကြညာပါ aspect ratio ယူပြီးမယ်เนาะ okay ကျွန်တော်တို့ဒီ menu bar ထဲမှာသွားလိုက် okay မှာ sorry video select မလုပ်ခင်မှာဒီမှာအခုသွားရင် aspect ratio ဆိုလို့ရှိရင် aspect ratio ယူလိုက် aspect ratio မှာကျွန်တော်တို့က TikTok လို့ပါညာ social media တင်မဲ့အတွက်ကြောင့်မို့ 9/16 ကိုယူလိုက် okay เนาะပြီးရနဲ့ဒီကမှန်ချလေးယူလိုက် okay ပြီးရနဲ့ခုနကကျွန်တော်video mark လုပ်ထားเนาะနောက် select လုပ်ပြီးရနဲ့ဒီ menu bar ထဲမှာသွားနောက်ဆုံးနေပါရင် face ဆိုတဲ့ဟာလေးရှိရယ် face ဆိုနေလိုက်တာနဲ့ဒီမှာ video ကအသေးဖြစ်သွားပြီเนาะပြီးရင်ကျွန်တော်တို့ video ဒီလောက်ထိယူထားမယ်ပေါ့เนาะဆိုရင် select လုပ်ထားပြီးသား split လုပ်လိုက် split လုပ် okay ဒီနောက်ကကျွန်တော်တို့ video ကိုကျွန်တော်ဒီနောက်က empty background ကြီးယူမယ်ဆိုတော့ select လုပ်ထားတယ် split လုပ်မယ်ဒီရှေ့ပိုင်းကြီးမလို့ဘူးအဲ့ကို select လုပ် delete လုပ်လိုက် okay เนาะပြီးရင်ကျွန်တော်တို့ဒီနောက်ကဒီ empty background ကိုဒီမှာရွှေ့မယ်เนาะအဲ့ဆိုရင်အဲ့ empty background ဖိလိုက်ဖိပြီးရတဲ့ကိုလိုချင်တဲ့နေရာကိုရွှေ့လိုက် okay ရွှေ့ပြီးပါရင်ခုနကကျွန်တော် freeze လုပ်ထားတဲ့ video ကို select လုပ်လိုက်ပြီးတော့ overlay ဆိုလို့ရှိရင် overlay ကိုနှိပ်လိုက်ရောက်ပါပြီအဲ့ဆိုရင်ကျွန်တော်တို့ခုနအဲ့ဒီ freeze video ကိုရှေ့ကိုရွှေ့မယ်ဆိုရင်အကောင်ဒါလေးဖိလိုက်မိန်သွားပြီဆိုတော့ရှေ့ကိုဆွဲပါလိုက်ဟောကျွန်တော် edit လုပ်မှာဟုတ်ခင်နော် edit လုပ်မှာများပါပြန်ဖိထားလိုက် select လုပ်လိုက်နည်းနည်းလေးရွှေ့လိုက် okay အဲ့ပြီနော် okay ပြီးရင်နောက် features တစ်ခုပေါ့နော်အဲ့ဒီခုန freeze လုပ်ထားပြီးပဲယူလိုက်ယူပြီးရင်ဒီအောက် menu bar မှာရှာလိုက် remove bg ဆိုတာလေးရှိရ remove bg ကိုယူလိုက် remove bg နေပြီးတာနဲ့အောက်မှာဒီမှာ auto remove ပဲရှိတယ် custom remove ပဲရှိတယ် auto remove က300လားမြန်တယ် brick ဆိုပြီးသွားတာ custom ကတော့ကြားတယ်ဒါပေမဲ့ custom ကဘာအားသာချက်ရှိလဲဆိုတော့ကိုလိုချင်တဲ့အပိုင်းတွေအကုန်ပါလာတယ် auto remove ပဲလုပ်လိုက်ရင်အကုန်ပါမလားကျွန်တော် custom ကိုရွေးမယ် custom ရွေးပြီးတာနဲ့ကျွန်တော်တို့ brush လေးကိုရွေးမှာပြီးရတဲ့ brush size ပေါ့နော် brush size အရင်ကျင်းစီးချရတာအဆင်မပြေဘူး brush size ကိုဟိုးပဲအသေးဆုံးတိတိထားလိုက်ထိုက်ဝင်ကျွန်တော်တို့ကိုလိုချင်တဲ့အပိုင်းကိုစေးချင်ပါနော်ဆိုတော့ဒီ video ထဲမှာကိုကြံခဲ့ချင်တဲ့အပိုင်းပေါ့နော်ဆိုတော့ကျွန်တော်စစေးချပြီးရွေးပြီးခုနပြောလို့နော်ဒီ custom remove ပဲကကြားတယ်စိတ်ရှည်ရဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီထဲမှာစေးတော့ချစ်ပြမယ်တကယ် edit လုပ်ပြီးပြကြရင်ဟို speed တင်လိုက်မြန်သွားလိုက်မယ်နော်ဘာလို့ view ရှိသွားမှာမလို့ okay စပြီနော် okay ပြီးတော့ဖြစ်ပြီခုနပြောသလိုပဲเนาะဒီကောင်ကလေစိတ်ရှည်ရတယ်ဟိုကုံလုံးချေရတယ်ကိုလိုချင်တဲ့နေရာတွေမဟုတ်ရင်အပေါက်ကြီးဖြစ်သွားမယ်ကိုလိုချင်တဲ့ကိုပါချင်တဲ့အပိုင်းကို okay ဒါဆိုရင်ရပြီเนาะဒီလောက်ဆိုရင်တော့ကိုလုံးပါလို့တစ်ချက်ကြည့်လိုက်ကြည့်ဒီမှာအမှန်ကျစိမ့်လေးပေါ်လာပြီเนาะအဲ့ဒီစောင်းရမယ်အဲ့မှန်ကျစိမ့်လေးပေါ်သွားပြီဆိုရင်မပြီးသေးဘူးဒီအောက်က
ညာဘက်ထောက်မှာရှိဒီအမှန်ချလေးကိုတစ်ခါကျွန်တော် tick လုပ်ပေးလိုက် okay အဲ့ဒါဆိုရင်ရပါပြီเนาะရပါပြီဆိုရင်နောက် features တစ်ခုလုပ်ပြမယ်ခုနက background remove လုပ်ထားတဲ့ video ပဲ select လုပ်ပြီးပါတယ်ဒီမှာကျွန်တော် keyframe ဆိုတာလေးရှိတယ်အဲ့ keyframe လေးကိုနှိပ်လိုက်เนาะနှိပ်ပြီးတော့ရင်ကျွန်တော်ကခုံတာလုပ်မယ်ဆိုတဲ့အတွက်ကြောင့်မို့ခုံတဲ့ပုံလုပ်အောင်မှာပေါ့ဗျာဆိုတော့အဲ့ video လေးကိုဖြည့်တိုးလိုက်ရှင်နော်တိုးပြီးရင်ဒါလေးလက်လေးနဲ့ဖြည့်ပြီးတော့ပုံလေးသေးအောင်လုပ်လိုက်လုပ်လိုက်ပုံခုံတဲ့ပုံစံပေါ့โอเคဒါပုံတက်သွားတယ်ပေါ့ဗျာနောက်နည်းနည်းထပ်တိုးလိုက်โอเคပြီးတော့နည်းနည်းထပ်သေးလိုက်ပြီးရင်ပုံခုံတယ်ပေါ့ဗျာတဖြည်းဖြည်းပေါ်ရောက်သွားမှာနော်ခုံနေဆိုတော့ကြောင့်ဗီဒီယိုလေးကိုထပ်သေးလိုက်ဒီကွင်အပေါ်ထပ်ထိုးလိုက်ပေါ့ဗျာခုံနေပေါ့ဒါလည်းနည်းနည်းလောက်နေနော်ဟဲ့နောက်တစ်ချက်โอเคထပ်သေးပြီးတော့ဒါတော့နည်းနည်းအောက်ပြန်ချလိုက်ပါလို့ဟိုဝေးရောက်ပဲအောက်ပြန်ကျလိုက်ပေါ့ဗျာနောက်ဝင်နေအောက်ဝင်နေဆွဲနည်းသေးမကူနေနေဆွဲနည်းသေးအောက်ဝင်နေဆွဲဒီချက်ဆုံးမရပါတေးလိုက်โอเคဒါဆိုရင်ဒါပါတင်မောပေါ်ရောက်သွားပြီဆိုတဲ့ပုံစံပေါ့နော်โอเคအဲ့နဲ့ပြီးလာဆိုရင်ပြီးသေးဘူးကျွန်တော်ဒီနောက်ကဒီမှာကြာကျန်နေရနော်အဲ့ကောင်လည်းတစ်ချက် select လုပ်ပြီး overlay ဆိုတဲ့ shape overlay နှိပ်လိုက်နှိပ်ဝင်ရင်ဒီကောင်ပဲဖြည့်ပြီးတော့ shape ဆွဲလိုက်ခုန view နဲ့ကျွန်တော်ဆက်ရအောင်နော်ဆက်ရဒါဆိုရင်တော့တိတ်ကြည့်လို့โอเคကျွန်တော်ကဒီနေရာလေးကိုယူမယ်ဆိုတော့ select လုပ်ထားတယ် split လုပ်လိုက်နော် split လုပ်ပြီးရင်ဒီရှေ့ကပိုင်အောင်မလို့ဆိုတော့အကောင် select လုပ်ဟုတ်ကျွန်တော်ကဒီဟာကိုမလို့ချင်တာ select လုပ် delete လုပ်လိုက် okay ခုနဟာကိုရှေ့ပြန်ရွှေ့လိုက်နည်းနည်းလေးရွှေ့လိုက်ရွှေ့ဝင်အကောင်ခုန select လုပ်ထားပြီးတော့เนาะအဲ့တော့ခုနကျွန်တော် remove pg ကိုတွားရအောင်เนาะ remove pg ထပ်သွားမယ်ဒီခါကျရင်ကျွန်တော်တို့ remove pg ရွေးလိုက်ဒီခါ auto remove ပဲနဲ့တွားလိုက်မယ်เนาะဘာလို့ဆိုရင်အောင်တိတ်ပြီးတော့ခုနလိုပဲဒီမှာစောင့်မယ်โอเคမှန်ချက်စိမ့်လေးပေါ်လာပြီဆိုရင်တွားလိုက်ပါเนาะတွားပြီဆိုရင်ခုနလိုပဲဒီကောင်လောက်ဝင်ရင်ဒီမှာကျွန်တော်တို့ကဒီကောင်ကိုသေးလိုက်တေးပြီးခိုးတင်မောပေါ်မှာဒီကောင်ရောက်သွားချင်တယ်ဒါပဲโอเคเนาะဒါဆိုရင်ကျွန်တော်တို့ဗီဒီယိုကြည့်လိုက်တစ်ချက်ကြည့်လိုက်ခုနကကျွန်တော်ဆိုတော့ဒီကောင်ကနေခုနကဗီဒီယိုကโอเคအဲ့ကျွန်တော်ဒီကောင်ဒီပဲနည်းနည်းလေးတိုးလိုက်ပါဦးကြည့်လိုက်မနော်ဒါတော့ကိုယ့်ကိုချိန်ပေါ့ဗျာကိုစိတ်ကြက်ရချိန်လို့ရနော်ဒါတော့โอเคဒါဆိုကျွန်တော်ကြိုက်သွားပြီဆိုရင်ဟိုလေအတန်းတော့ကျွန်တော်ဟိုမလုပ်ပြလိုက်မယ်เนาะဒါပေမဲ့ကျွန်တော်ဟို
okay ပြန်ဆန်းကြည့်ဗျာကြိုက်ကြည့်okay နော်ကျေးဇူးပါဆိုရင်ဒီမှာဒီနောက်ဘလူးတဲ့ပိုင်းကိုဖြတ်ထုတ်မယ်ကျတင်မောမှာလူ၄ယောက်နေပုံတော့ထိပဲ okay ဆိုရင်ဒီ empty background ကို select လုပ် split လုပ်ပြီးနောက်ကပိုင်း delete လုပ်မယ် delete ပေါ့နော်ပြီးရင်ဒီနောက်ကကျွန်တော်တို့ဒါဆိုရင် CapCut လို့ကိုပိုင်းလို့ကိုလဲ select လုပ် delete လုပ်လိုက်အဲ့ဆိုပါတော့ပုံမှန်ပဲခိုင်းလို့ပဲကျွန်တော်တို့ဒီမှာ add မလောက်ကြမယ်ပေါ့ဗျာလောက်ကြမယ်ဆိုရင်ကျွန်တော်okay ဒီနေရာလေးကိုပေါ့နော်ဒီနေရာလေးကိုဘာလောက်ပြချင်လဲဆိုဘာထည့်ပြမှာ sound ဒီမှာ sound effects ဆိုတာရှိတယ်သူကအတန်အပြတ်တူလေးတွေပေါ့နော်ကျွန်တော် TikTok ထဲမှာသုံးနေရတဲ့အမျိုးတန်လေးရှိတယ်မှာဆိုရင်ဒီမှာဘာတန်ထည့်မလဲဆိုရင် whoosh ဆိုရက် magic whoosh အ whoosh ကဆိုတော့အဲ့ whoosh ကတန်တိုးတယ် oh sorry တိုးတယ်ပေါ့နော်ဆိုတော့oh no ချလိုက်ဆိုရဟာလေအဲ့ကောင်ဒီမှာကောင် plug လေးနဲ့ plus ပေါ့နော် sorry ကြိုင်နော်ခုနကပဲ whooshဝင်အဲ့ဆိုရင်ဒီမှာ plus လို့နေလိုက်အဲ့ဆိုရောက်ပါတယ်ဒါဆိုရင်ကြည့်လိုက်ကျွန်တော်တို့ခုံတဲ့ပုံကရပြီနော်အဲ့မှာကွာတချင်းထည့်ချင်တယ်ဆိုရင်အဲ့ audio လုပ်လို့ရတယ်နော် audio လုပ်လိုက်အဲ့မှာကွာတခြားဟုတ်အဲ့ဒါထည့်နေပဲထည့်လိုက်ဘာလို့ကျွန်တော်ဒါထည့်ပဲထည့်ပြလေကျန်တာတော့ဟိုကြိုက်တာမကြိုက်တာတော့ကောင်းတာမကောင်းတာကိုကြိုက်တဲ့တစ်ချက်လို့ရတယ်တော့ထည့်ပြတယ်လို့ပဲရှင်နော်ပေါင်းနေလိုက်ရောက်ပါပြီရောက်သွားပြီဆိုရင်ဗီဒီယိုအဆုံးတော့ထွေးမှအတွက်ကြောင့်မို့ဒီမှာတချင်ကိုလောက် split လောက်နောက်ကပိုင်း delete လုပ်လိုက် okay နော်ကြည့်လိုက် okay တချင်ရရင်ကျယ်နေဆိုရင်ဆက်လုပ်လိုက်ဒီမှာ volume ရှိရ volume တိုးချလိုက်ပေါ့ဗျာ whoosh sound ကိုကျယ်နေဆို whoosh sound ချင်းနေလိုက်ဒီမှာ volume နေလိုက် whoosh sound ကျယ်လိုက်ဒါပါပဲ okay အဲ့ဆိုရင်ကြိုက်သွားပြီပေါ့ဗျာကြိုက်သွားရင်ဒီမှာ export ထုတ်လိုက် export လုပ်နေပြီ okay ပြန်နေဒီမှာ down လုပ်လိုက်အဲ့ဆိုရင်ကျွန်တော်တို့ edit လုပ်တဲ့ video ကကိုယ့်ရဲ့ gallery ကိုရောက်သွားပြီကိုကြိုက်တဲ့ social platform ပေါ်မှာတင်လို့ရပါပြီလို့အစားဆုံးကြည့်ရှုပေးကြတဲ့တယောက်စီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်လို့နောက် video ကြမှာပြန်ဆောင်ကြရအောင်เนาะ okay I love you